အားလုံးပဲမင်္ဂလာပါ Manchester is Red Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ August လ17ရက်နေ့အတွက် United ရဲ့နောက်ဆုံးရမနက်ခင်းသတင်းတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ United အနေနဲ့ Leicester City တင်းရဲ့အသက်18နှစ်အရွယ်လူငယ်ကစားသမား Luis Page ကိုခေါ်ယူဖို့အတွက် Arsenal တင်းနဲ့အပြိုင်ကြိုးစားနေတဲ့ဆွဲသတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးသတင်းတွေရဆိုရင်တော့ United အနေနဲ့ Luis Page ကိုရရှိဖို့အတွက် Leicester City တင်းနဲ့ဆွေးနွေးမှုတွေစတင်နေပြီလို့သိရလဲဖြစ်ပါတယ်အသက်18နှစ်အရွယ်ပဲရှိသေးတဲ့ Luis Page အနေနဲ့ပြီးခဲ့တဲ့ရာသီ Leicester City တင်းရဲ့ first team မှာအသင်းစရာကောင်းတဲ့ breakthrough season တစ်ခုရရှိခဲ့တဲ့ကွင်းလက်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ Leicester City အနေနဲ့ပြီးခဲ့တဲ့ရာသီမှာဆိုရင် relegation နဲ့ League 1ကိုတန်းဆင်းခဲ့ရပေမဲ့လည်းဒီကစားသမားရဲ့ performance ကတော့အထူးကောင်းမွန်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တိုးတက်မှုကြောင့်ပဲ EFL Apprentice of the Year ဆုပါရရှိခဲ့တာဖြစ်ပါတယ်။ United အနေနဲ့လက်ရှိချိန်မှာဆိုရင်အသင်းရဲ့လူငယ်အင်အားစုကိုပုံမခိုင်မာအောင်တည်ဆောက်ဖို့ကြိုးစားနေပြီးတော့ Luis Page ကိုလည်းအသင်းရဲ့အနာဂတ်အတွက်အရေးကြီးတဲ့ assignment တစ်ခုဖြစ်သတ်မှတ်ထားလို့သိရတာဖြစ်ပါတယ်။ Page အနေနဲ့အင်္ဂလန်အသင်းရဲ့ Under 20 International ကစားသမားတစ်ယောက်လည်းဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ် September မှာဆိုရင် Leicester City အသင်းနဲ့ Professional Contract စာချုပ်ကိုချုပ်ဆိုခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့် United အနေနဲ့ Luis Page ကိုခေါ်ယူမယ်ဆိုရင်တော့ Leicester City အသင်းနဲ့ transfer fee ကိုသဘောတူညီမှုရရမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာဆိုရင်ဒီကစားသမားကိုစိတ်ဝင်စားနေတာက United တသင်းနဲ့တော့မဟုတ်ဘူး Arsenal နဲ့ Aston Villa တင်းတို့ကလည်းဒီကွင်းလက်ကစားသမားကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်အထူးသဖြင့် Arsenal အတွက်တော့ Luis Page ကိုမရခဲ့လို့ရှိရင် Leicester City ရဲ့လူငယ်ကစားသမားတစ်ယောက်ကို Manchester နောက်ထပ်ကလပ်အသင်းတစ်သင်းစီကိုထပ်မံဆုံးရှုံးရမယ့်အခြေအနေဖြစ်လာနိုင်တာလည်းဖြစ်ပါတယ်ဒီနေရာဒီအစောပိုင်းမှာဆိုရင်လည်း Leicester City အသင်းနောက်ထပ် highly rated youngster တစ်ယောက်ဖြစ်တဲ့ Jeremy Monga အနေနဲ့ Man City အသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့ initial fee ပေါင်10သန်းလောက်ထိရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့် Arsenal အနေနဲ့ Luis Page ကို United စီကိုထပ်မံအဆုံးရှုံးမခံနိုင်မှာသေချာပဲဖြစ်ပါတယ်။ Luis Page ရဲ့ထူးခြားချက်ကတော့ဒီကစားသမားရဲ့ mentality နဲ့ playing style ပဲဖြစ်ပါတယ်။သူက box to box ကစားသမားတစ်ယောက်ဖြစ်ပြီးတော့အသက်အရွယ်နဲ့မလာအောင်ရင့်ကျက်တဲ့ကစားပုံကြောင့်လည်း Premier League နဲ့ထိုက်တန်တဲ့ player တစ်ယောက်ဖြစ်သတ်မှတ်ခံထားတာဖြစ်ပါတယ်။ Page အနေနဲ့ Leicester City အသင်းရဲ့ Academy ကိုအသက်9နှစ်အရွယ်တည်းကစတင်ဝင်ရောက်ခဲ့ပြီးတော့နှစ်တွေကြာလာနေမြအသင်းရဲ့ Academy System နဲ့မှာတဖြည်းဖြည်းတိုးတက်လာခဲ့ရလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့သူ့အနေနဲ့ Leicester City အသင်းရဲ့ Senior အသင်းအတွက်ပုံမှန်ပါဝင်ခွင့်ရရှိလာခဲ့တာဖြစ်တယ်။လက်ရှိအချိန်ထိ Page အနေနဲ့ Leicester City အသင်းရဲ့ First Team အတွက်22ပွဲအထိပါဝင်ကစားပေးထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ United အနေနဲ့ကတော့လက်ရှိအချိန်ဒီမှာဆိုရင်အသင်းရဲ့ Academy နဲ့ Young Player တွေပေါ်မှာပုံမှုပြီးအာရုံစိုက်လာပြီးတော့အနာဂတ်မှာအသင်းကြီးအတွက်အသုံးချနိုင်မဲ့တဲလန့်ကစားသမားတွေကိုစောစီးခေါ်ယူဖို့အတွက်စူးစမ်းနေရလဲဖြစ်ပါတယ်။ Luis Page အနေနဲ့ကတော့အခုချိန်မှာဆိုရင် Premier League ကိုရောက်ရှိဖို့အတွက်အခွင့်အရေးတစ်ခုရှိနေပြီလေဖြစ်တယ်။ Leicester City အသင်းအနေနဲ့ကတော့သူတို့အသင်းရဲ့ကွင်းလက်ကစားသမားကိုဆက်လက်ထိန်းသိမ်းထားခြင်းမှာဖြစ်ပေမဲ့လည်း United နဲ့ Arsenal တို့လို Premier League အသင်းကြီးတွေဘက်ကကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ Page အတွက်လည်းသူ့ရဲ့ career အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ဖို့ဖြစ်လာမှာဖြစ်ပါတယ်။ United အနေနဲ့လာမယ့်ရက်တွေမှာဆိုရင်တော့ Leicester အသင်းဘက်ကို formal bid တစ်ခုတင်သွင်းပြီးတော့သူတို့ရဲ့စိတ်ဝင်စားမှုတရားဝင်ပြသနိုင်မှုအတွက်လည်းမျှော်လင့်ရတာဖြစ်ပါတယ်။အခုလက်ရှိနောက်ဆုံးအခြေအနေရဆိုရင်လည်း United အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်တခြားအသင်းတွေထက်အသာစီးရရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေရဖြစ်တယ်။ဒါပေမဲ့ Arsenal နဲ့ Aston Villa အသင်းတို့ကလည်းဒီကစားသမားကိုခေါ်ယူဖို့အတွက်အလွယ်တကူလက်လျှော့သွားမယ့်အနေအထားမှာမရှိတဲ့အတွက်ကြောင့်လည်းလာမယ့်ရက်ပိုင်းတွေမှာဆိုရင်တော့ဒီကစားသမားရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ Premier League အသင်းတွေကြားထဲမှာပုံမပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေရလည်းဖြစ်ပါတယ်။နောက်တဲ့သတင်းတို့ကတော့ Rashford အနေနဲ့ United မှာကျောင်းနံပါတ်အသစ်တစ်ခုကိုဝစ်ဆင်သွားမယ့်သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Rashford အနေနဲ့ United ရဲ့ current လေ့ကျင့်ရေးကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မှာဆိုရင်တော့အသင်းရဲ့ကျောင်းနံပါတ်14ကိုဝစ်ဆင်ကစားသွားမယ်လို့သိရဖြစ်ပါတယ်။အရင်က Rashford ဝစ်ဆင်ကစားခဲ့တဲ့ကျောင်းနံပါတ်10ကိုတော့လက်ရှိအချိန်မှာဆိုရင်အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ Matheus Cunha ဝစ်ဆင်ထားခဲ့တဲ့အတွက်ကြောင့် Rashford အနေနဲ့နံပါတ်အသစ်ကိုရွေးချယ်ဖို့ဖြစ်လာခဲ့ရဖြစ်ပါတယ်။ Fabrizio Romano ရဲ့ဖော်ပြချက်အရဆိုရင်တော့ United အနေနဲ့ Rashford ကိုကျောင်းနံပါတ်14ဝစ်ဆင်ခွင့်ပေးခဲ့တာဒီကစားသမားပေါ်မှာအသင်းရဲ့ယုံကြည်မှုရှိနေသေးကြောင်းပြသတဲ့ message တစ်ခုလို့လည်းသိရတာဖြစ်ပါတယ်။ဒါ့အပြင် Rashford ကအသင်းနဲ့အတူ Dublin ကိုသွားရောက်ပြီးတော့ pre-season preparation မှာလည်းပါဝင်လာနေပြီဖြစ်ပါတယ်။ဒီအချိန်က Rashford အတွက်လည်းတကယ်ကိုရာသီအသစ်မှာ fresh start တစ်ခုဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတွေမှာဆိုရင် Rashford ရဲ့ United ကစားသမားဘဝကတော်တော်လေးကိုရှုပ်ထွေးခဲ့တယ်။နီးပြ Ruben Amorim နဲ့ဆက်ဆံရေးမပြေမလည်ဖြစ်ပြီးရဲ့နောက်ပိုင်းမှာဆိုရင်တော့ Rashford အနေနဲ့ပထမအသင်းကနေအချိန်တော်ကြာခွဲထုတ်ထားခြင်းခံခဲ့ရတာဖြစ်တယ်။နောက်ပိုင်းမှာဆိုရင်တော့ Aston Villa နဲ့ Barcelona အသင်းတို့စီကိုအငှားထွက်ကစားခဲ့ရတယ်။ပြီးခဲ့တဲ့ရာသီ Barcelona အသင်းမှာဆိုရင်တော့ Rashford ရဲ့ performance ကတော်တော်လေးကိုကောင်းမွန်ခဲ့တာဖြစ်တယ်။ Barcelona အသင်းမှာဆိုရင်လည်းပြိုင်ပွဲစုံ49ပွဲထိပါဝင်ကစားခဲ့ပြီးတော့သွင်းဂိုး14ဂိုးနဲ့ဂိုးဖန်တီးမှု14ချိန်ထိပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလအတွင်းမှာလည်း Barcelona အသင်းနဲ့တူစူပလာတချို့စုခုနိုင်ခဲ့တယ်။ဒါကြောင့် Rashford အနေနဲ့ Barcelona အသင်းမှာပဲဆက်လက်ကစားနိုင်မယ်လို့မျှော်လင့်ထားခဲ့ကြတာဖြစ်တယ်။
ဒါပေမဲ့ဘာစီလိုနာအသင်းရဲ့ transfer strategy ပြောင်းလဲသွားခဲ့တဲ့အတွက်ကြောင့်တခြားဦးစားပေးကစားသမားတွေကိုခေါ်ယူခဲ့ပြီးတော့ Rashford ကိုပြီးသက်ခေါ်ယူဖို့တော့လက်လျှော့ခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့် Rashford အနေနဲ့လက်ရှိချိန်မှာဆိုရင် United ကိုပြန်လဲရောက်ရှိလာပြီးတော့သူ့ရဲ့ကစားသမားပေါ်ပြန်လဲတိစောက်ဖို့အာရုံစိုက်နေရတယ်ဖြစ်ပါတယ်။ဒါပေမဲ့ Rashford အနေနဲ့လာမယ့်ရက်ဒီမှာ United မှာပဲဂျာနုံပြီးဆက်လက်ရှိနေမယ်ဆိုတာတော့တိကျမရှိသေးရလည်းဖြစ်ပါတယ်။ United အနေနဲ့လည်းဒီကစားသမားအတွက်တင့်တော်တဲ့ကန့်လန့်မှုတွေရှိလာခဲ့မယ်ဆိုရင်တော့အသင်းအနေပြီးသက်ရောင်းချဖို့လမ်းဖွင့်ထားစေဖြစ်တာလည်းဖြစ်တယ်။ဒါပေမဲ့တင့်တော်တဲ့ကန့်လန့်မှုတွေမရှိလာခဲ့ဘူးဆိုရင်တော့ United ဘက်ကလည်းဒီကစားသမားကိုလာမယ့်ရက်ဒီအသင်းရဲ့လူစင်းမှာပဲဆက်လက်အသုံးပြုသွားမယ့်အနေအထားမှာရှိနေရလည်းဖြစ်ပါတယ်။အသင်းရဲ့နေပြခါရီအနေနဲ့ကလည်း Rashford အနေနဲ့အသင်းမှာဆက်ရှိနေမယ်ဆိုရင်တော့အသင်းရဲ့ squad ထဲမှာကောင်းကောင်းအသုံးချဖို့အတွက်မျှော်လင့်ထားရလည်းဖြစ်ပါတယ်။ဒါကြောင့် Rashford အနေနဲ့လည်းဒီနေရာဒီပြောင်းရွှေ့မှာ United ကနေထွက်ခွာသွားနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တော့လာမယ့်ရက်ဒီအသင်းရဲ့အခန်းကဏ္ဍမှာနေရာတစ်ခုဖြစ်ပြန်လည်ကစားခွင့်ရရှိဖို့အခွင့်အရေးရှိနေရလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတို့ကတော့ Sesco အနေနဲ့ပြီးခဲ့တဲ့ရာသီကဖြစ်ခဲ့တဲ့ရာသီအစအထနေမှုကိုလာမယ့်ရာသီမှာလည်းထပ်မံမဖြစ်အောင်ရှောင်ရှားနိုင်မလားဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Sesco အနေနဲ့အခုချိန်ထိ United ရဲ့ pre-season ပွဲတွေမှာပါဝင်နိုင်ခြင်းမရှိသေးဘဲနဲ့အသင်းနဲ့လေ့ကျင့်ရေး season တွေမှာတော့ပြန်လည်ပူးပေါင်းလာပြီလို့သိရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီအဆုံးပိုင်းမှာဆိုရင် Sesco ရဲ့ performance တော်တော်လေးတိုးတက်လာခဲ့တဲ့အတွက်ကြောင့် United ပရိသတ်တွေအနေနဲ့ဒီရာသီမှာဆိုရင်ဒီကစားသမားစီကနေပြီးတော့ပုံမှုမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ pre-season ကာလမှာဆိုရင်လည်းခြေသလုံးထန်ရကြောင်းပွဲစဉ်တွေကိုလွဲချော်နေခဲ့တဲ့အတွက်လည်းစိုးရိမ်စရာဖြစ်လာခဲ့ရဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီအစပိုင်းမှာဆိုရင်လည်း Sesco အနေနဲ့အသင်းရဲ့ pre-season ကိုပေါင်ကစားနိုင်ခြင်းမရှိခဲ့တဲ့အတွက်ကြောင့်ရာသီအစမှာဆိုရင်တော့ပုံစံကောင်းတစ်ခုရရှိဖို့အတွက်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်လည်းအလားတူအခြေအနေတစ်ခုကိုပြန်လည်မြင်တွေ့လာခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက Sesco အနေနဲ့ Leipzig တင်းကနေပြီးတော့ United ကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေခဲ့ပြီးတော့ပြောင်းရွှေ့ကိုလည်းအပြီးသက်ဖို့အတွက်အချိန်ကြန့်ကြာနေခဲ့တဲ့အတွက်ကြောင့်အသင်းရဲ့ pre-season ကိုပါဝင်ဖို့အတွက်နောက်ကျခဲ့ပြီးတော့ pre-season ကိုတပွဲမှမကစားဘဲနဲ့ရာသီတစ်ကိုစတင်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်သူ့အနေနဲ့အသင်းနဲ့တူအသားကျဖို့အတွက်ရာသီအစောပိုင်းပွဲစဉ်တွေမှာဆိုရင်တော့အရန်ကုန်မှာပဲတောက်လျှောက်ထိုင်ခဲ့ရတယ်။နောက်ပိုင်းအသင်းရဲ့လေ့ကျင့်ရေး season တွေမှာဇာတ်တိုက်ပါဝင်ဝင်ရရှိလာပြီးနောက်ပိုင်းမှာသူ့အနေနဲ့အသင်းရဲ့လူစင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပေါင်ဝင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်လည်း performance အပြည့်အဝကိုပြသနိုင်ခြင်းမရှိခဲ့တာကိုတွေ့ရပြီးတော့ရာသီနှောင်းပိုင်းရောက်မှာပဲတင်းနဲ့တူပုံမှုအသားကျလာခဲ့ပြီးတော့ခြေစမ်းမြတ်သွင်းကိုတွေကိုလည်းသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာဆိုရင်လည်းဒဏ်ရာပြဿနာကြောင့်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်းအပြည့်အဝပါဝင်နိုင်ခြင်းမရှိသေးဘဲနဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်းပါဝင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။အခုလက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့လာမယ့် Leeds United အသင်းနဲ့ပွဲစဉ်ကိုပေါင်ဖို့အတွက်အခွင့်အရေးမရှိသေးတဲ့အနေအထားလည်းဖြစ်တယ်။ဒါပေမဲ့ AC Milan အသင်းနဲ့နောက်ဆုံး pre-season ပွဲစဉ်မှာတော့သူ့အနေနဲ့ပေါင်ကစားခွင့်ရရှိနိုင်တယ်လို့သိရတာဖြစ်ပါတယ်။ဒါပေမဲ့ pre-season မှာအပြည့်အဝပေါင်ကစားနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်လာမယ့်ရာသီအစောပိုင်းပွဲစဉ်တွေမှာဆိုရင်တော့အရန်ကုန်မှာပဲထိုင်ရဖို့ရှိနေပြီးတော့လူဆောင်ကစားသမားဖြစ်နေပဲပွဲကစားချိန်တချို့ပေါင်ကစားဖို့ရှိနေပြီလည်းဖြစ်ပါတယ်။အသင်းရဲ့ကစားကွက်နဲ့ပုံမှုအသားကျလာပြီးရဲ့နောက်ပိုင်းမှာအသင်းရဲ့လူစင်းမှာပွဲထွက်ကစားသမားဖြစ်ပြန်လည်ပေါင်ခွင့်ရရှိလာဖို့ရှိနေရလည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတော့ပေါ့။